ပြန်ဆိုင်မှုပြင်ထန်တဲ့ယူရိုပါလိဘလူးပွဲဗုဒ္ဓဟူးနေ့ညပွဲကြိုအထူးသုံးသက်ချက်အားလုံးပဲမင်္ဂလာပါ EN Sport Channel ရဲ့အောင်မြင့်ရတဲ့အောင်ပွဲအစီအစဉ်နဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဗုဒ္ဓဟူးနေ့ညမှာရှင်ပြန်ကစားတော့မဲ့ Freiburg နဲ့ Villa အသင်းတို့ရဲ့ Europa League ဘလူးပွဲစဉ်ကိုသုံးသက်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ် Europa League ပြိုင်ပွဲဟာ Champions League ပြိုင်ပွဲလောက်မခန်းနာပေမဲ့ Europa League ပြိုင်ပွဲမှာပိုဆွဲခဲ့ရင် Champions League ဓာတ်ရိုက်ဝင်ခွင့်ရမှာဖြစ်တယ်လို့ရေကုန်ခန်းကုန်စ조사ကြတာဖြစ်ပါတယ် Freiburg က Bundesliga မှာ Champions League ဝင်ခွင့်မရထားလို့ Europa League Champion ဖြစ်အောင်ပွဲခန့်နိုင်ဖို့အစွမ်းကုန်စ조사လာမှာပါ Freiburg ကဘလူးပွဲကိုထိုက်တဲ့တန်တက်လန်လာတာဖြစ်ပြီးတော့ Celta Vigo နဲ့ Braga တို့လိုအသင်းတွေကိုအနိုင်ယူကြော်ဖြတ်ပြခဲ့တာဖြစ်ပါတယ်တစ်ဖက်က Villa ကလည်း Europa League ဘရင်ကြီးလို့တင်စားခံထားရတဲ့နီးပြကြီး Unai Emery ရဲ့ဥဆောင်မှုနဲ့အတူ Final ကိုတက်လန်လာနိုင်ခဲ့တာဖြစ်ပါတယ်။ Emery ဟာ Sevilla နဲ့ Villarreal တို့ကို Europa League ဖလားရယူပေးနိုင်ခဲ့တယ်လို့ Arsenal ကိုလည်းဘလူးပွဲတက်ရအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ Emery အနေနဲ့လက်ရှိ Villa ကိုလည်းဘလူးပွဲရအောင်စွမ်းဆောင်နိုင်ခဲ့လို့စုဖလားရယူနိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။1995-96 ရာသီကစုဖလားတွေနဲ့ဝေးကွာနေတဲ့ Villa အနေနဲ့ Europa League ဖလားကိုရယူသွားနိုင်မလားဆိုတာစိတ်ဝင်စားစရာဖြစ်ပါတယ်။ပြိုင်ဖက်နှစ်သင်းလုံးကပိုဆွဲဖို့အစွမ်းကုန်စ조사ကြမှာဖြစ်လို့ဘလူးပွဲပြီးအကျိတ်နယ်ရှိမဲ့ပွဲကောင်းတစ်ပွဲပဲဖြစ်ပါတယ်။ဒီပွဲစဉ်အတွက်အကြိုက်ဆုံးတစ်ပွဲကောင်းရွေးချယ်မှုကိုတော့ EN Sport ရဲ့ Telegram Channel မှာတည်တံ့တင်ဆက်ပေးထားပါတယ်။ Channel ကို join ပြီးတော့အခမဲ့ရယူနိုင်ပါတယ်။ join ဖို့အတွက်လည်း comment မှာ link ချပေးထားပါတယ်။ဒီပွဲစဉ်ပေါ်ညီကိုတို့ကဘယ်လိုမြင်ကြလဲ comment မှာဝင်အောင်ဆွေးနွေးပေးခဲ့ကြပါဦး။အားလုံးပဲကျေးဇူးတင်ပါတယ်။